ဒါလေးကတော့ပူလာကျွေးပြီးတော့15ရက်သားအနေထားခင်ဗျပွင့်နေကိုတော်ပွင့်နေအပင်ကိုပြားပြီးတော့ဒါ15ရက်ပဲရှိတယ်ပူလာကျွေးတာပင်ကိုမဲ့ပြားပြီးအောက်မှာအပွင့်နေကိုဖွေးလို့တော်တော်ကိုသိတာလေဒါကတော့ပူလာကျွေးထားတဲ့အချိန်လေးပါခင်ဗျတော်တော်ကိုသိတာလေကောင်းတာကြအပင်ပြိုလေးကိုမဲ့တယ်ပြီနော်ပွင့်နေကိုခဲတယ်အပွင့်နေတယ်တော်တော်အပွင့်ကြီးတော်တော်ချောတယ်ဒါကတော့ပိုလာတုံးထားတဲ့အချိန်လေးပါခင်ဗျာပွင့်နေရတော့ဝေးဆဆားကိုပွင့်နေပါလေခင်ဗျာပူလာတုံးတာ15ရက်သားပဲရှိပါတယ်ခင်ဗျာ15ရက်ပဲရှိပါသေးတယ်ဒီပွင့်နေရတော့တော်သိန်းသတင်းကျွတ်ဆိုရမယ်အသီးပါခင်ဗျာအပွင့်လေးကိုမြင်းမကောင်းကိုလိုင်ပွင့်နေပါခင်ဗျာအပင်လေးကိုပြားလို့ပါခင်ဗျာအမနေသည်မြတ်အပင်ရတော့မြင်းမကောင်းကိုပွင့်နေပါလေခင်ဗျာတော်ရင်သတင်းကြွကလာမိုင်းဟမ်းပြီဘေးကောင်းနေရတော့ဘေးကောင်းကတော့မိပြီဒါကတော့ပူလာအစွမ်းနေပါခင်ဗျာ